သက်38နှစ်အရွယ်အမျိုးသမီး CEO တဦးဟာဆေးရုံမှာတယောက်တည်းကျန်းမာရေးစစ်ဆေးမှုတွားလုပ်ခဲ့ရာကနေမိမိမှာအမြွာကိုဝင်ရှိနေမှန်းထိတ်လန့်တုန်လှုပ်စွာသိရှိခဲ့ရပါတယ်။ဒါပေမဲ့သူမဟာကိုဝင်စစ်ဆေးချက်အဖြေစာရွက်ကိုစိတ်လှုပ်ရှားစွာကင်ဆောင်ပြီးခင်ပွန်းဖြစ်သူကိုဒီသတင်းကောင်းပြောပြဖို့ပြင်ဆင်နေချိန်မှာပဲခင်ပွန်းဖြစ်သူကအပြင်မှာအငယ်နံမွေးထားယုံတင်မကပဲသူတို့နှစ်ယောက်ကြားမှာအမြွာမောင်နှံမှာတားတယောက်သမီးတယောက်တောင်ရှုပ်ဝက်မွေးဖွားထားပြီးပြီဆိုတာကိုသိလိုက်ရပါတယ်ပိုဆိုးတာကဆွေမျိုးသားချင်းအားလုံးကလည်းဒီအကြောင်းကိုကောင်းကောင်းသိနေကြပြီးသူမတယောက်တည်းသာဥတူတူဆိုးဆိုးဝါးဝါအလိန်ခံထားရတာဖြစ်ပါတယ်ဒီအချိန်မှာတော့သူမဟာလုံးဝကိုစိတ်ပြအားငယ်သွားပြီးသူငယ်ချင်းဖြစ်သူကိုသူမတေဆုံးသွားပြီဖြစ်ကြောင်းသတင်းမှားတစ်ခုဖန်တီးပေးဖို့အကူအညီတောင်းခံခဲ့ပါတယ်ထို့နောက်သူမရဲ့နှလုံးသားကိုကြေမိုးစေခဲ့တဲ့ဒီမျိုးကြီးကနေပြက်ပြက်သားသားပဲထွက်ခွာသွားခဲ့ပါတော့တယ်ခင်ပွန်းဖြစ်သူဟာဇနီးဖြစ်သူစီးနှင်းလိုက်ပါသွားတဲ့လေရင်ပြက်ကျသွားပြီဆိုတဲ့သတင်းဆိုးကိုသူငယ်ချင်းတယောက်စီကနေကြားလိုက်ရတဲ့အချိန်ကျမှပဲယူသွမတက်ဖြစ်သွားပြီးဇနီးတီရဲ့အရေးရောင်ကိုအယူမူလိုက်လံရှာဖွေပါတော့တယ်ဒါပေမဲ့အရာအလုံးကနောက်ကျသွားခဲ့ပါပြီဒီအချိန်မှာခင်ပွန်းဖြစ်သူဟာမိမိကိုယ်တက်တည်ပြစ်ချင်စိတ်တောင်ပေါက်သွားခဲ့ပါတယ်တကယ်တော့သူနဲ့သူ့ဇနီးဟာမူလကလူတိုင်းအားကြရတဲ့ဖူးစာဖက်နှက်ဖက်တဲ့စုံတွေဖြစ်ခဲ့ကြတာပါသူတို့နှစ်ဦးရဲ့ဂုံချက်အဆင့်တန်းချင်းကွာခြားလုံးတာကြောင့်အမျိုးသားဖြစ်သူဟာအချိန်ပေါင်း69ချိန်တိုင်ဝန်ခံကမ်းလှမ်းပြီးမှပဲအောင်မြင်ခဲ့တာဖြစ်ပါတယ်ဒီမျိုးသမီးနဲ့အတူရှိနိုင်ဖို့အတွက်သူဟာဖခင်ဖြစ်သူရဲ့အပြစ်ပေးမှုကိုလိုလိုလားလားခံယူခဲ့ပြီးမိသားစုတစ်ခုလုံးနဲ့ပါအဆက်အသွယ်ဖြတ်တိုက်ပွဲဝင်ခဲ့တာပါအမျိုးသမီးကတော့ခင်ပွန်းဖြစ်သူဟာသူမကိုတစ်သက်လုံးရတနာတစ်ပါးလို့တန်ဖိုးထားလိုက်မယ်လို့ထင်မှတ်ခဲ့တာပါဒါပေမဲ့ဒီနေ့မှာတော့သူမဟာကောက်ကျစ်တဲ့အမျိုးသမီးတယောက်စီကနေလာတဲ့ရန်စာစင်ခေါ်တဲ့ဗီဒီယိုဖိုင်နဲ့အတူခင်ပွန်းဖြစ်သူနဲ့အမြွာကလေးတွေရဲ့ဟက်ကတားဖတော်ဆက်မှုစစ်ဆေးချက်စီရင်ခံစာကိုလက်ခံရရှိခဲ့ပါတယ်အမျိုးသမီးဟာချက်ချင်းဆိုသလိုဒေါသအဟုန်ကြောင့်တွေးရန်ပြီးနေရာတွင်မိလဲသွားခဲ့ပါတယ်ဒါပေမဲ့သူမတတိယလာတဲ့အခါမှာတော့ခင်ပွန်းဖြစ်သူရဲ့ပါးဆက်ကနေပို့ပြီးတော့မိုးကြိုးပစ်တယ်လို့ထိတ်လန့်စရာသတင်းကိုကြားလိုက်ရပြန်ပါတယ်ခုနကဆရာဝန်ကမင်းရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးပေးသွားတယ်မင်းမှာကိုယ်ဝင်ရှိနေတာနှစ်လရှိပြီတဲ့မင်းမကြီးတို့တွေမှာကိုပိုင်ကလေးရတော့မယ်မင်းပါပြောလိုက်တယ်ခင်ပွန်းဖြစ်သူကသူတို့ရဲ့မင်္ဂလာတက်တန်းထိမ့်မှတ်နေ့ကလည်းမကြခင်ရောက်တော့မှာမို့ဒါဟာဇနီးဒီကသူ့ကိုပေးတဲ့အကောင်းဆုံးအထိမ့်မှတ်လက်ဆောင်ပဲလို့ပြောပါတယ်ဒါပေမဲ့အမျိုးသမီးကတော့ဝမ်းပိုက်ထဲကကလေးဟာအချိန်ခါမတော်ရောက်ရှိလာတာလို့ပဲခံစားရပြီးမျက်ရည်ဝဲလာခဲ့ပါတယ်ခင်ပွန်းဖြစ်သူရဲ့လေပင်ပေါ်ကဆူရှာလာတဲ့အနမ်းမတ်သားကိုလက်မြင်လိုက်ရတဲ့အခါအမျိုးသမီးရဲ့ရင်ထဲမှာအော်အန်ဂျင်စိတ်တွေတရားဟောတက်လာပြီးနေရာမှာတင်အန်ချလူနီးပါးဖြစ်သွားပါတယ်ခင်ပွန်းဖြစ်သူကတော့ကိုဝန်ဆောင်အော်အန်နာလို့ထင်မှတ်ပြီးအလိုလျောက်ပဲထိမ့်ပွေးဖို့လက်လိုက်ပါတယ်ခင်ပွန်းဖြစ်သူရဲ့ဒီလိုကျူးဆက်ကျင်တာဟန်ကိုကြည့်ရင်သူမရဲ့ရင်ထဲမှာနာကျင်ရှုပ်ထွေးသွားပြီးစိတ်ထဲမှာတစ်ချက်တော့တုန်လှုပ်တုန်ရင်သွားခဲ့မိပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကောက်ကျစ်တဲ့အမျိုးသမီးစီကဖုန်းကရုတ်တရက်ဝင်လာပါတယ်ခင်ပွန်းဖြစ်သူဟာဖုန်းကိုကြည့်တောင်မကြည့်ပဲကုမ္ပဏီမှာအရေးပေါ်ကိစ္စရှိလို့ဆိုပြီးတိုက်ရိုက်လိန်ညာကချက်ချင်းပဲစိတ်မရှိသလိုမျိုးလက်ထွက်သွားပါတော့တယ်ခင်ပွန်းဖြစ်သူလက်ထွက်သွားပြီးတာနဲ့တပြိုင်နက်ကောက်ကျစ်တဲ့အမျိုးသမီးရဲ့ရန်စားတဲ့ message ကချက်ချင်းရောက်လာပါတယ်ကုမင်ရွက်ငါပို့လိုက်တဲ့ပါဆယ်ထုတ်ကိုရပြီမလားညီမလေးနေအကုန်လုံးတည်သွားပြီပေါ့အမှန်တိုင်းပြောရရင်ခုနကကြားရွေကို message ပို့ပြီးခေါ်လိုက်တာလဲငါတို့ပဲငါကိုဝန်ရှိတုန်းကကိုကြားရွေကငါဘေးမှာတစ်ချိန်လုံးရှိနေပေးခဲ့တာလေမဟုတ်ရင်သူကကိုဝန်ဆောင်ကိုဘလို့ပြုစုရမလဲဆိုတာဘာလို့သိနေမလဲလို့နင်းထင်နေလဲအမျိုးသမီးဟာအခုမှပဲအိမ်မက်ကနိုးတယ်လို့သဘောပေါက်သွားခဲ့ပါတယ်ခင်ပွန်းဖြစ်သူရဲ့နေ့စဉ်နေ့တိုင်းနူးညံ့တိမ်မွေ့ပြီးဂယူးဆိုင်တက်မှုတွေဟာတကယ်တော့တခြားမျိုးသမီးတယောက်စီမှာလေ့ကျင့်ရင်ကျွမ်းကျင်လာခဲ့တာဖြစ်ပါတယ်ပို့ပြီးတော့လက်ခံရခတ်တာကခင်ပွန်းဖြစ်သူရဲ့ချစ်သူတစ်ဟာအထက်တန်းကျောင်းတုန်းကသူမကို၄နှစ်တိတိနိုင်ထက်စီးနှင်းလုပ်ခဲ့တဲ့အဓိကတရားခံဖြစ်နေခြင်းပါပဲထိုစဉ်တုန်းကတော့ဒီမျိုးသားဟာဘာကိုမှဂယူးမဆိုင်ပဲသူမရဲ့ရှေ့ကနေကာကွယ်ပေးခဲ့ပြီးသူမအတွက်ကြောင့်နဲ့အဲ့ဒီကောက်ကျစ်တဲ့မိမရဲ့မိသားစုကိုဒေဝါလီခံပျက်စီးသွားတဲ့အထိတွန်းပို့ခဲ့တာပါဒါပေမဲ့အခုတော့အဲ့ဒီလူတယောက်တည်းကြောင့်ပဲကိုဝင်ရင်မာနဲ့သူမကိုပြစ်ပယ်ထားခဲ့ပါပြီဒီအချိန်မှာတော့အမျိုးသမီးဟာခင်ပွန်းဖြစ်သူအပေါ်ဘာတန်ရောစင်များမရှိတော့ပါဘူးဒါကြောင့်မို့လို့သူမဟာခင်ပွန်းဖြစ်သူကသူမကိုလွယ်လွယ်နဲ့လက်လို့